ခုမှာတော့ရှေ့ချမ်းရဲ့နောက်ချမ်းရဲ့ပတ်တန်ပြီးသွားပြီဆိုတော့ချုပ်စာရီထုံမယ်နော်အရင်ဆုံးဒီမှာအမတို့ကနောက်ချမ်းမှာလေပင်ပေါက်ဖောက်မယ်နော်လေပင်ပေါက်ကကြတော့အမတို့က3 cm နော်ဒါကကြတော့ပုံမှန်လေပင်ပေါက်ပဲနော်3 cm ဆင်းမယ်ပြီးတော့လို့ရှိရင်အမတို့ကပေကွေးရဲ့အဖျားလေးနဲ့ပေါ့နော်ပေကွေးရဲ့အဖျားလေးနဲ့ဒီလိုဝိုက်ပေးမယ်နော်ပြီးတော့အမတို့ကချုပ်စာထုံမယ်နော်အမတို့ကဒီမှာမြန်မာအင်ကြီးကနေမြန်မာအင်ကြီးဆိုတော့ခါအောက်ကိုဘယ်လောက်ယူမလဲဆိုတော့ဥမာအမတို့ကခါအောက်ကိုခတ်တိုပေါ့နော်ကိုကအခုခတ်တိုအင်ကြီးချုံမယ်ဆိုရင်ခါအောက်ကိုဘယ်လောက်ဆင်းမလဲဆိုတော့5 cm လောက်ဆိုရင်ရပြီနော်တကယ်လို့ကိုကခတ်တင်ချုံမယ်ဆိုရင်အမတို့ကဘယ်လောက်ဆင်းမလဲဆိုတော့8 cm လောက်ဆိုရင်ရပြီဒါမှမဟုတ်ရင်အမတို့ကခတ်ရှည်ချုံမယ်ဆိုရင်ကြတော့အမတို့က12 cm လောက်ဆင်းရပြီနော်လောလောဆယ်အမတို့ကကြတော့ခါတိုပဲချုံမှာဆိုတော့5 cm နော်အမတို့ကဒီပေတန်တစ်ပြားက5 cm ရှိလို့ပေတန်တစ်ပြားစာဆွဲလိုက်နော်ဒါဆိုရင်5 cm အောက်ကိုဆင်းလိုက်တယ်နော်အင်ကြီးရဲ့အရှိန်ယူလိုက်တာခါအောက်ကိုနော်ပြီးတော့လို့ရှိရင်အမတို့ကချုပ်စာထုတ်မယ်ချုပ်စာထုတ်မယ်ဆိုရင်ဒီလေပင်ဘက်က10 cm ဒီပခုံးကလည်း10 cm ဂျိုင်းဘက်ကလည်း10 cm ဒီဘေးဘက်ကျတော့အမတို့ကချုပ်စာကို3 cm ထုတ်တယ်ဒီအောက်ဘက်မှာကျတော့ဘယ်လောက်ထပ်ထုတ်မလဲဆိုတော့အောက်နားခောက်စာ9 cm ထုတ်မယ်ဒီဘက်ဘေးကကြတော့အမတို့ဇစ်တက်မယ်ဆိုရင်3 cm အခုဒီဟာကကြတော့ဇစ်မပါအောင်နော်ဇစ်မပါဘူးဆိုရင်2 cm ပဲထုံးမယ်နော်ငါတို့ချုပ်စာထုတ်တာကြည့်မယ်နော်ချုပ်စာထုတ်တာဒီဟာရဲ့အပေါ်ကိုနော်1 cm ချုပ်စာပို့ထုတ်ပေးမယ်နော်ဒီလို1 cm ထုံးမယ်ဂျိုင်းဆိုရင်လည်းဂျိုင်းတိုင်း1 cm ထုံးမယ်နော်ငါတို့အဖြောက်ဆိုရင်အဖြောက်တိုင်းဆွဲမယ်အကွေးဆိုရင်အကွေးတိုင်းလိုက်ပြီးတော့ဆွဲမယ်နော်အဲဆိုရင်အမတို့ကဒီမှာချုပ်စာ1 cm ဒီထိကိုကကြတော့သူ့အကွေးတိုင်းကျန်တာကိုကြတော့အမတို့ကဒီမှာတဲတဲ့ယူထားမယ်နော်ပြီးရင်ဒီဘက်က3 cm ချုပ်စာထုံမယ်နော်ဒီမှာလည်း3 cm ဒီအောက်ဘက်ကိုလည်းအမတို့က3 cm နော်ဒီဘက်ဘေးဘက်ကြတော့အမတို့က2 cm အမတို့ကဒီမှာဆိုရင်ပတ်တန်ကဒါငကိုဆွဲထားနေဒီမြင်းကိုမယူတော့ဘူးเนาะဒီမှာစားထားတဲ့မြင်းထောက်ဆိုပြီးတော့စားထားတဲ့မြင်းအဆောင်တိုင်းကိုယူမယ်เนาะချုပ်စာထုံရင်လည်းအမတို့ကအဲ့စားထားတဲ့မြင်းကနေမှ2 cmချုပ်စာထုံမယ်เนาะစားထားတဲ့မြင်းအတိုင်းကိုချုပ်စာထုံမယ်เนาะဒီလိုရမယ်ပြီးတော့လို့ရှိရင်အမတို့ကလေပင်ကအကွေးလေးဖြစ်တဲ့အတွက်သူ့ရဲ့အကွေးလေးတိုင်းလိုက်ပြီးတော့ချုပ်စာလေးလိုက်ထုတ်ပေးမယ်เนาะသူ့အကွေးတိုင်းထုံမယ်နော်ဒီတိုင်းအဲဆိုဒီဘက်မှာလည်းဒါလာဆက်ထားမယ်နော်ဒါကနောက်ချမ်းနော်ပြီးရင်လက်ကိုလည်းအငါတို့ကအဲ့လိုပဲချုပ်ထားထုံမယ်နော်လက်ကကြတော့အငါတို့ကဒီဘက်ဘေးဘက်ကအင်ဂျီရဲ့ဘေးဘက်နဲ့အတူတူပဲ3 cm ဒါလည်း3 cm ဒီအပေါ်ဘက်ကကြတော့1 cm နော်အပေါ်ဘက်ကကြတော့1 cm ဒီအောက်ဘက်ကြတော့အငါတို့က4 cm နော်အောက်နားခောက်စာအဲ့ဆိုရင်အငါတို့ကဒီအပေါ်ဘက်မှာဒီလက်လည်းအဲ့လိုပဲဒီအကွေးတိုင်းကိုပဲအငါတို့ကယူတော့မှာနော်အဲ့တော့ချုပ်စာထုံရင်အကွေးအတိုင်းကိုမှ1 cm နော်အကွေးရဲ့အပေါ်ဘက်ကို1 cm လိုက်ထုတ်ပေးမယ်နော်ဒီတိုင်းလေးတွေလိုက်ထုတ်ပေးမယ်ချုပ်စာထုံမယ်နော်1 cm နော်အကွေးတိုင်းပဲနော်သူ့အကွေးတိုင်းလေး1 cm လိုက်ထုတ်ပေးမယ်ပြီးတော့လို့ရှိရင်ဒီဘက်ကကြတော့3 cm နော်ဒီ3 cm ကိုအမတို့ဒီမှာဂျိုင်းဆုံးသွားတဲ့နေရာကနေတဲတယ်ပဲလာမယ်ဒီဘက်ဆိုရင်လည်းအဲ့လိုပဲတဲတယ်လာမယ်ပြီးရင်ဒီဘက်မှာက3 cm နော်3 cm ပြီးတော့လို့ရှိရင်သူ့ရဲ့အောက်ဘက်ကိုကြတော့အမတို့က4 cm ဒီပေတံကကြတော့အမတို့ကသူ့ရဲ့အစိတ်တိုင်းက1 cm ရှိလို့နော်ပေတံကအစိတ်တိုင်းပဲယူလိုက်မယ်4 cm ဒီအောက်ဘက်ကနေအမတို့ဒီလိုလာဆက်တဲ့အခါကြလို့ရှိရင်သူ့ရဲ့အဆောင်တိုင်းမဆက်ဘူးเนาะဒီလိုလေးနည်းနည်းလေးကားပြီးတော့ဆက်ပြီးเนาะအဲ့တော့မှပြန်ခောက်လိုက်လို့ရှိရင်ညီပါเนาะဒါဆိုရင်လက်ရဲ့ချုပ်စာရပါပြီเนาะပြီးတော့လို့ရှိရင်ဒီမှာရှည်ချမ်းရှိတယ်เนาะရှည်ချမ်းကိုလည်းအဲ့လိုပဲချုပ်စာထုံမယ်လက်ဘင်းပေါက်ဖောက်မယ်အရင်ဆုံးလက်ဘင်းပေါက်ဖောက်မယ်ဆိုရင်အမတို့ဒီလက်ဘင်းကနေဒါအခုကပုံမှန်အင်ကြီးပဲဖြစ်တဲ့အတွက်6 ခွဲလောက်ပဲဖောက်ထားမယ်เนาะ6 ခွဲလောက်ဖောက်ထားပြီးတော့ဒီဘက်ကို1 cm လောက်ထုတ်ထားမယ်လောလောဆယ်ကကြတော့အရင်ဆုံးလက်ဘင်းအဝိုင်းပေါ့เนาะလက်ဘင်းအဝိုင်းဆိုတော့အမတို့ကဒီမှာပေကွေးလေးနဲ့ဒီလိုလေးလာဝိုင်းမယ်เนาะ
နော်ဒီလိုရသွားမယ်ပြီးတော့လို့ရှိရင်ခါအောက်ကနေခုနကအင်ကြီးမှာဘယ်လောက်ဆင်းလဲဆိုတော့နောက်ချမ်းမှာတော့5 cm ဆင်းရဲဆိုတော့ဒီမှာလည်း5 cm ပြီးရင်အောင်နာခောက်စာက4 cm နော်အဲဆိုတခါလေဒီဟာရဲ့အရှိတ်ဘက်မှာကြတော့အမတို့ကမထုတ်ဘူးနော်သူ့ကိုကြတော့ပိတ်စပေါ်မှာပိတ်စမှာချမ်းမယ်နော်ပိတ်စမှာဘယ်လောက်ချမ်းမလဲဆိုတော့8 cm လောက်ချမ်းမယ်နော်အဲဆိုရင်အမတို့ကပြီးရင်ဒီဘက်ကကြတော့သူကနောက်ချမ်းမှာထုတ်ခဲ့တော့အတိုင်းပဲ3 cm ဒါက1ပခုံးဘက်ကလည်း1လေဘင်းဘက်ကလည်း1နော်အဲဆိုအမတို့ကဒီမှာ3 cm နော်ဒီဘက်ကလည်း3 cm နော်ပြီးရင်ဂျိုင်းဆိုလဲလိုပဲဂျိုင်းတိုင်းသူ့အတိုင်းလေးချုပ်စာထုတ်မယ်အကွေးနေရာတွေကြာရင်သူ့ရဲ့အကွေးတိုင်းလေးလိုက်ပြီးတော့ချုပ်စာထုတ်မယ်နော်ဒီဘက်ကိုကြာတော့ငါတို့အတဲ့ပဲယူမယ်နော်နောက်ပြီးရင်ပခုံးလဲလိုပဲ1 cm ချုပ်စာထုတ်မယ်နော်ဒီလည်းပင်အဝိုင်းတိုင်းကိုလည်းချုပ်စာလိုက်ထုတ်မယ်နော်1 cm ပဲဒါဆိုရင်ငါတို့ကဒါဒီချုပ်စာထုတ်တဲ့ဟာပြီးသွားပြီနော်